မျိုးသားတယောက်ဟာဘာမှမသိရတဲ့ထူးဆန်းတဲ့အရာတစ်ခုကိုစမ်းကြည့်ဖို့လက်နဲ့လမ်းကိုင်လိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတင်အထဲကနေပင့်ကူကောင်ထွက်လာခဲ့ပါတယ်သူလည်းလမ်းဖြန့်သွားပြီးနောက်ကိုဆုတ်လိုက်ရပါတယ်အဲ့ဒီအချိန်မှာတင်ကြီးမားတဲ့ပင့်ကူကောင်ကသူ့ဘားဆက်ထဲကိုတန်းစီပြီးတိုးဝင်သွားပါတော့တယ်သူ့ရဲ့အဖော်တွေလည်းပင့်ကူကိုက်ခံရတာကနေမလွတ်ခဲ့ပါဘူးချက်ချင်းဆိုသလိုပဲနောက်ထပ်ပင့်ကူအကြီးကြီးတစ်ကောင်ကလည်းမျိုးသမီးတစ်ယောက်ရဲ့ဘားဆက်ထဲကိုထပ်ပြီးတိုးဝင်သွားပြန်ပါတယ်အဲ့ဒီထဲမှာမှသူ့ဖော်တစ်ယောက်ပဲကန်ကောင်းထောက်မစွာနဲ့လွတ်မြောက်သွားခဲ့တာပါအဲ့ဒီမျိုးသားဟာထွက်ပြေးနေရင်လမ်းမှာကားတစ်စီးကိုတွေ့တာနဲ့အထဲကိုအမြန်ဝင်ပုံးပါတယ်ဒါပေမဲ့ကားမှန်တကားကိုမပိတ်နိုင်ခင်မှာတင်ပင့်ကူကသူ့နောက်ကိုထက်ချက်မကွာလိုက်လာပါတော့တယ်သူ့မှာအသက်လူပြီးပြေးုံကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူးပင့်ကူတွေကလည်းသူ့နောက်ကနေကက်လျက်လိုက်လာနေပါတယ်သူကပင့်ကူတွေကိုတားဆီးဖို့လက်လန်းမီယာပစ္စည်းတွေနဲ့လမ်းပစ်ပေါက်ပေမဲ့ဘာပစ္စည်းကမှပင့်ကူတွေရဲ့ရှည်လျားတဲ့ခြေထောက်တွေကိုမတားဆီးနိုင်ခဲ့ပါဘူးအဲ့ဒီနောက်မှာတော့သူဟာပစ္စည်းတို့လောင်ယုံတစ်ခုထဲမှာဝင်ပုံးလိုက်ပါတယ်လွတ်ပြီလို့အထင်မှာတင်ပင့်ကူကတကားအောက်ကနေရုတ်တရက်တိုးဝင်လာပြန်ပါတယ်သူလည်းကြောက်လန့်တကြားအော်ဟစ်ပါတော့တယ်အဲ့ဒီချိန်မှာပဲပင့်ကူကသူ့စီကိုပြေးလာပြီးတိုက်ခိုက်ပါတော့တယ်ဒါပေမဲ့မတော်တဆမျက်နှာဖုံးကကျွတ်ကျသွားခဲ့လို့သူအသက်ဘေးကနေတီတီလေးလွတ်မြောက်သွားခဲ့ပါတယ်ပြီးတော့မှဘေးနားမှာရှိတဲ့တူတစ်ချောင်းကိုကောက်ကင်ပြီးပင့်ကူကိုရိုက်တက်လိုက်ပါတယ်ဒါပေမဲ့သူဟာဆက်ပြီးထွက်မပြေးတော့ပဲစိတ်ကူးပြောင်းသွားခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာကိုယုံကြည်မှုအပြည့်နဲ့ရဲရဲဝံ့ဝံ့ပြင်ထွက်ပြီးသူရဲကောင်းလို့ဖို့အစဉ်သင့်ဖြစ်သွားပါတော့တယ်